ဒီနေ့တော့မှန်ချန်ပြင်းနေတာနဲ့ပတ်စံကုံပေါက်လေးတစ်ချက်ကိုဖတ်တိလိုက်ပါတယ်အဲ့ဒါပါလဲဆိုတော့ဟောင်ကောင်စပိုမူဖွင့်ထားတယ်ပေါ့နော်ဒီထွန်တင်ဆန်းဆိုတာလာစားကြည့်တာပါဒါနာမည်လည်းတော်တော်ကြီးနေတယ်ဆိုတော့လေဒါတင်ဆန်းရတဲ့နာမည်မျိုးလေးပါမန်နူကတော့တိတ်အများမရှိပေမဲ့မှန်ချန်ကြိုက်တာလေးရှိတော့အဆင်ပြေတယ်အခုဒါလေးကတော့ဒါဆန်ပြုတ်ပေါ့နော်ဆန်ပြုတ်နဲ့ဗါလေဆေးဘဲဦးနဲ့ပေါ့နော်ဆေးဘဲဦးနဲ့မှာဒါမှန်ချန်လို့မှာတဲ့အမေလေးပါနေများညောက်တဲ့ဆိုတော့တိတ်အများကြီးတော့မမအောင်မဲ့အကြိုက်ရတဲ့သူတော့တစ်ခုတမဲကို2မျိုးလောက်2ပေါင်းလောက်မှာရတယ်ပေါ့နော်အဲ့တော့ဒါလေးမှာစားခဲ့ပါရတော့အဲ့ဒါလေး review ပေးပေးပါမယ်အရင်ဆုံးစားကြည့်မှာတော့ချက်ချီတောက်ပေါင်းပါချက်ချီတောက်ပေါင်းကတော့စားရများဆိုင်နေတာတော်တော်ငယ်လာများတယ်ပေါ့နော်အခုဒီမှာစားကြည့်တာတော့မငန်ဘူးအရာအဆင်ပြေတယ်တော်တော်လေးနဲ့နူးညံ့တဲ့အချိန်ကြာကြီးပေါင်းထားမှာပေါ့နော်ချက်ချီတောက်ကြိုက်လုံးလုံးမှ channel လေး YouTube ကနေကြည့်တယ်ဒီတဲ့ပေါင်းမှုတော်တော်အချိန်ကြာလို့ဒါစိုက်မှာပဲစားရတာပေါ့နော်နောက်တစ်ခုကကြတော့သူက shrimp dumpling လို့ရေးထားတာပေါ့နော်ပစွန်ပေါင်းပြောအောင်ပါပေါ့အဲ့ဒါလေးစားကြည့်တော့လေသူကလုံးဝကွာပစွန်အရာစစ်တော့ပစွန်နဲ့ဘာသာမှမရောထားဘူးပေါ့နော်ပစွန်ရတာစစ်ခံစားဒါတော့မှချန်အကြိုက်ဆုံးပစွန်ရင်းညှိပေါ့နော်သူကရင်းညှိတရဲဆိုရင်းညှိပါအကုန်ကြိုက်တယ်ဟောဒါလေးဆိုလဲတော်တော်စားကောင်းတယ်စားကောင်းမကောင်းဆိုတော့မှချန်မျက်နှာလာကြည့်ပေါ့နော်အဲ့အခွက်စားလိုက်ရင်စားကောင်းနေအဲ့တိုင်းမျက်နှာကြီးဒါကတော့ပစွန်နိုင်တော့ပေါ့အမြဲတမ်းမှာဖြစ်တဲ့ဟာလေဒီအတွက်ဖတ်ထုတ်လေးကလည်းထူးထူးကြီးမဟုတ်ဘူးပေါ့နော်နူးနူးညံ့လေးဖြစ်တဲ့အထက်မှာလည်းပစွန်ဒါကြီးပဲနှစ်ကြီးပဲပေါ့နော်ပစွန်နိုင်တော့လည်းတော်တော်စားကောင်းတယ်အထက်မှာပေါ့နော်အခုစားခဲ့တဲ့များတော့အကုန်ကောင်းနေတာကြီးပဲပေါ့နော်နောက်တစ်ခုကကြတော့ဝက်နံယူကကြတော့သူကနည်းနည်းအဆက်လေးတော့ပါတယ်ပေါ့နော်ဝက်နံယူအဆက်ပါတယ်အဲ့တော့ဝက်နံကိုစားကြည့်တဲ့အခါမှာဝက်နံယူကငကိုလေးကလည်းသူကအစီထွက်တာဆိုတော့ကွာဒီဟာနည်းနည်းအစီတော့နည်းနည်းပုံများမှန်ချန်အစီအရန်များအစားတိတ်မကြိုက်ပေါ့နော်အဲ့တော့မှန်ချန်အရန်ကြိုက်တယ်မှာမပါဘူးနောက်တစ်ခုကကြတော့ဂီယိုစာလေးကတော့ try ကြည့်မယ်ပေါ့နော်ဆိုပြီးတော့မှားလိုက်တဲ့ဟာလေးပါသူကအထဲမှာအသားနဲ့အရွက်လေးပါတယ်အရွက်ကမှန်ချန်စိတ်တယ်ပေါ့နော်ချက်တုံအဖြူမိတ်လေးတင်တယ်တော်တော်လေးလည်းချိုးတယ်ပေါ့နော်စားကောင်းတယ်မှန်ချန်အရွက်ကြိုက်တဲ့လူဆိုတော့ဒါအဆင်ပြေတယ်အသားလည်းပါမယ်အရွက်ကပိုများတယ်ပေါ့နော်ဒါလေးလည်း try ကြည့်တင်တယ်ပေါ့နော်ဒီဆိုင်လေးကတော့အပတ်စဉ်ပေါ့နော်ဖွင့်တယ်ဒေါ်မန်လေးကလွယ်လို့ဖွင့်တယ်ပေါ့နော်မနက်9:00ခွဲနေပြီးတော့ညနေ3:00ထိဖွင့်ပါတယ်ဒါကတော့ menu လေးတွေပါတငယ်ချင်းမိတ်ဆွေတွေလည်းတခြားတင်ဆန်းဆိုင်လေးကောင်းတာလေးတည်လို့ရှိရင်မှန်ချန် review လေးပေးပါအောင်เนาะမှန်ချန်တော့စားကြည့်မလို့ပါကျေးဇူးတင်ပါတယ်